ကျုပ်တို့ရဲ့ရွာမှာဘယ်မှမသိတဲ့ဇက်အဖွဲ့တစ်ဖွဲ့ဇက်လာကခဲ့ကြတယ်တွေ့ပြီညာတွေ့ပြီတွေ့ရအေးဟောဘာဖြစ်နေလဲဘာရသေးလို့ဒီကားကောင်းမပြောနေလေအေးကားကောင်းလည်းကောင်းမယ်ကျမရဲ့ခံစားချက်တွေမကောင်းလို့ကျမရဲ့ခံစားချက်တွေမကောင်းဘူးအဲ့လိုကြောက်တယ်မှာငါအစကတည်းကသိရင်မင်းကိုကာလာသားကောင်းရာလူငါမင်းကိုမပေးဘူးဟိုကောင်ကမှုကြောင်ညွန့်ပေးတယ်ကြောက်တယ်လို့ပြောနေတာမဟုတ်ဘူးကြာကြောက်တော့မပြည့်စင်တာမပြည့်အောင်ကြောက်ကတားနေတာအဲ့ဒါဒုက္ခရောက်လာတဲ့လူဒုက္ခရောက်လာတဲ့လူကငါတို့ကကူညက်မှာပဲရကြောက်တတ်နေသူကဒွာကာရာသားကောင်းအလုပ်ကိုမလုပ်နဲ့တော့ကျွန်တော်ဝေးနေမှာဇက်စီကတော့ကပေးကြဇက်ကတော့ငါလည်းပြီးသဘောထားလိုက်တယ်ဟုတ်လားဝင်းနေကပြေတော့လေဒီလားစိန်ဝင်းသမင်းသားလေးမောင်စိန်ဝင်းပြပြမမကူကူမမအပီချာနေမောင်စိန်ဝင်းသူကတရေတယ်မကောင်းကြောက်စရာမှန်တယ်အကုန်ကြောက်တာသူမကြောက်တာဆိုလို့မိမကိစ္စပဲရှိတယ်စိန်ဝင်းဆိုတာဘာတူလဲညီလေးဟုတ်တယ်အတန်လေးပါလေပေးပါဦးဗျာဟုတ်ကဲ့စာဆွဲနေလို့နောက်ဆိုလူပါဆွဲခံရလိမ့်မယ်မင်းဘာစကားလဲကွာစကားရှင်းပြောသမားဦးစောဝင်းလက်ခံရတဲ့ဇက်အဖွဲ့ကလေမကောင်းဆုံးကအသွင်ပြောင်းပြီးတော့လူတွေပါဆွဲရမှာဒါအောင်ပြောနေတာဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငါ့ကိုအကောင်လိုက်ပြီးတရေထောက်တယ်မင်းကလာတဲ့ဇောက်ခွေရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာဒီကောင်ပြူစားခံရတာဟဲ့ပါတခုချက်ချင်းပြီးတော့ဒုက္ခရောက်ပါဗျာဟိုကမင်းပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရည်လည်းထက်လာကောင်းမှာဖြူပြည့်ပြည့်မတွေ့လားအေးခေါ်တဲ့လူကိုတွေးလို့ရလားကုန်ချောပြီးတော့တတ်ပြစ်တယ်သိမဒီကြရပေါ်လာဒီပစ္စည်းတွေကြောင့်ဒီကောင်ပြူစားခံရတာဘာလို့သိကုန်လေးပဲတော့ဒီမှာလာရပြီလာရပြီစစ်စရာလက်ပြီးကျမတို့အားလုံးလှရောက်လာတယ်ရောက်လာအဒီတော့ရဒီနောက်ကို7မိနစ်လမ်းကသွားလိုက်ရရွာတွေ့လေကျွန်တော်ဒီတေတော်ကျွေးမှာလုံလာတာအနည်း20ရှိပြီဗျဒီမိုင်50အတွင်းမှာဘာရှိတော့ခမ်းကြဘူး